အားလုံးပဲမင်္ဂလာပါ Grammar Master online class ကနေကြိုဆိုပါတယ်ဒီနေ့ unit 60ကိုရောက်ပြီเนาะအဲ့တော့ခေါင်းစဉ်က comparative and superlative အဲ့တော့ဒီမှာဆိုရင်เนาะ adjective တွေနဲ့ပတ်သက်ပြီးတော့เนาะ adjective စကားလုံးတွေကိုသုံးပြီးတော့နှိုင်းယှဉ်ပြီးဖော်ပြတဲ့အခါမှာဆိုရင်သုံးတဲ့ဟာလေးတွေကိုသူကပြောသွားမှာပါအဲ့တော့ပထမဆုံး comparative เนาะအတန်တော့က comparative ဆိုတာကနှိုင်းယှဉ်အဆင့်နောက်တစ်ခုက superlative superlative ကကြတော့တာလွန်အဆင့်လို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့တော့သူ့ကိုသူကအလွဲခေါ်တာရှိပါတယ်တို့ comparative ဆိုလို့ရှိရင် D2 လို့ခေါ်တယ် superlative ဆိုလို့ရှိရင် D3 လို့ခေါ်တယ် degree 3ပေါ့နော်အဲ့တော့ရိုးရိုးသူကဟွာကို adjective စကားလုံးကိုကြတော့ D1 ဟုတ်ပြီနော်အဲ့တော့ဒါလေးကိုကြည့်ရအောင်သူကဒီအခန်းမှာဆိုလို့ရှိရင်သူက adjective ကိုเนาะ short adjective နဲ့ long adjective ဆိုပြီးတော့သူကအဲ့နှစ်ခုကိုခွဲပြီးတော့ပြောပေးမှာเนาะအဲ့တော့ adjective တွေကို D2 တို့ D3 တို့ပြောင်းနည်းကိုပြောမှာเนาะအဲ့ဒီတည်းကမှာ adjective ကိုနှစ်ခုခွဲပြီးတော့သူကပြောပေးမှာ short adjective နဲ့ long adjective short adjective ဆိုတာကစကားလုံးတစ်လုံးနဲ့ပါရင် short adjective เนาะ long adjective ကsorry ဟိုပါပေါ့เนาะlong adjective ကကြတော့သူကအတန်3တန်ထက်ထွက်လို့ရှိရင် long adjective အုပ်စုလို့ခေါ်တယ် short adjective ကကြတော့အတန်3ဟိုပါပေါ့နော်အတန်3တန်အတွင်းပဲရှိတာပေါ့နော်အဲ့ဒါကို short adjective long adjective ကကြတော့အတန်3တန်ထက်ထွက်တယ်ဆိုလို့ရှိရင်နော် long adjective လို့ခေါ်ပါမယ်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်အရင်ဆုံး short adjective စကားလုံးတွေကို D2 D3 ပြောင်းနေအဲ့တော့ဒီမှာကြည့်ရအောင်ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုရင် adjective ရှိမယ်ဒီမှာ comparative ရှိမယ်ပြီးရင် superlative ရှိမယ်နော်အဲ့တော့ဒီမှာ adjective comparative superlative ဆိုပြီးရှိမယ်အဲ့တော့ adjective ကိုဒါ D1 လို့ခေါ်တယ် comparative နှိုင်းယှဉ်အဆင့်ကို D2 လို့ခေါ်တယ် superlative ကို D3 လို့ခေါ်တယ်အဲ့တော့ FAST first လျင်မြန်သောသူ့ကိုသူကကြတော့အတန်အတွက်က first တစ်လုံးနဲ့ဖြစ်တဲ့အတွက်သူက short adjective လို့ခေါ်တယ်နော် short adjective အုပ်စုထဲမှာပါတယ်သူ့ကို D2 ပြောင်းရင် FASTE က faster D3 ပြောင်းရင် FASTEST fasted ဖြစ်သွားတယ်နောက်တစ်ခုက BIG big ကြီးသောအဲ့ဒါက adjective စကားလုံးသူ့ကို D2 ပြောင်းမယ်ဆိုရင် BIGGER big ကပို၍ကြီးသော D3 ပြောင်းမယ်ဆိုရင် BIGGEST biggest အကြီးဆုံးနောက်တစ်ခု heavy လေးလံသောသူ့ကို D2 ပြောင်းရင် heavier y က I ပြောင်းသွားတယ်နော် heavier သူ့ကို D3 ပြောင်းရင် heaviest အလေးလံဆုံးဟုတ်ပြီနော်နောက် lazy ပြင်းရည်သောသူ့ကို D3 ပြောင်းရင် lazier ပို၍ပြင်းရည်သော LAZIER lazier ပို၍ပြင်းရည်သောသူ့ကို D3 ပြောင်းရင် laziest အပြင်းရည်ဆုံး LAZIEST laziest ရမယ်နော်အဲ့တော့ဒီမှာဆိုရင်သူကနော် short adjective တွေကို D2 ပြောင်းတဲ့အခါမှာဆိုရင်ကြည့်လိုက်မယ် ER ပေါင်းတယ်ဟုတ်တယ်နော် ER ပေါင်းတယ်အဲ့တော့နောက် D3 ပြောင်းတဲ့အခါဆိုလို့ရှိရင် EST ပေါင်းတယ်ဟုတ်ပြီနော်နောက်တစ်ခုက D2 စကားလုံးရဲ့ D2 adjective စကားလုံးရဲ့နောက်မှာဆိုလို့ရှိရင်အမြဲတမ်းဗာလိုက်လဲဆိုရင် than ဆိုတာလေးလိုက်တယ် THAN than တရားလေးနော်အဲ့တော့ D2 စကားလုံးရဲ့နောက်မှာအမြဲတမ်း than လိုက်တယ်သူကမြန်မာလိုဆိုရင်ထပ်လို့အဓိပ္ပာယ်ရတယ်နော်အဲ့တော့သူကတခုဟိုပါပေါ့နော်ရှေ့တစ်ခုကနောက်တစ်ခုထပ်ပို့ပြီးတော့ကြီးတယ်ဒါမျိုးနော်ဒါမျိုးကိုနှိုင်းယှဉ်ပြီးပြောတဲ့အခါ D2 သုံးပြီးတော့ D2 ရဲ့နောက်မှာ than ကိုထည့်ပေးရတယ်နောက်တစ်ခု D3 ရဲ့ရှေ့မှာဆိုရင်အမြဲတမ်းတရရှိတယ်ကိုထည့်ပေးရတယ်ဟုတ်ပြီနော် D3 စကားလုံးတွေရဲ့ရှေ့မှာအမြဲတမ်းတရရှိတယ်ကိုထည့်ပေးရမယ်အဲ့ဆိုရင်ဒီဇယားကွက်လေးရမလားဟုတ်ပြီဒီဇယားကွက်လေးကိုကူးထားပါနော်နောက်တစ်ခုကစာလေးကိုဖတ်ကြည့်မယ်နော် We use the comparative form of the adjective to compare two people or things အဲ့တော့သူကD2 ကိုတဲ့ဘယ်ခါမှာသုံးလဲဆိုရင် to compare နှိုင်းယှဉ်မှုရန် two people or thing လူပုဂ္ဂိုလ်2ယောက်ဒါမှမဟုတ်အရာဝတ္ထုပစ္စည်း2ခုကိုနှိုင်းယှဉ်ရင် D2 ကိုသုံးတယ်တဲ့ D2 အဆင့်ကိုသုံးရမယ်ဟုတ်ပြီနော်2ခု2ယောက်နှိုင်းယှဉ်ရင် D2 အဆင့်ကိုသုံးရမယ် example လေးကြည့်ရအောင် I am taller than Emma
အဲ့တော့ example လေးကြည့်မယ် I am taller than Emma အဲ့တော့ကျွန်တော်က Emma ထက်ပိုပြီးတော့အရက်ရှည်တယ်ဒီမှာကျွန်တော်နဲ့ I နဲ့ Emma နဲ့ကိုနှိုင်းယှဉ်ပြီးတော့ပြောတာဒါကြောင့်လူနှစ်ယောက်ကိုနှိုင်းယှဉ်ပြီးတော့ပြောတာအဲ့တော့သူ့ကိုဘာသုံးရမလဲ D2 အဆင့်ကိုသုံးရမယ်နှစ်ယောက်ကိုနှိုင်းယှဉ်တာဖြစ်တဲ့အတွက် D2 ကိုသုံးရမယ်ဒါကြောင့် taller ဆိုတဲ့ D2 ကိုသုံးထားတာရမယ်နော်အဲ့တော့ဒီမှာ D2 အဆင့်ကိုလူနှစ်ယောက်အရာဝတ္ထုနှစ်ခုနှစ်ယောက်နှစ်ခုနှိုင်းယှဉ်တဲ့အခါမှာသုံးရမယ်ဒါလေးကိုနှုတ်လေးမှတ်မယ်နော် comparative D2 ကိုနော်နှစ်ခုနှစ်ယောက်နှိုင်းယှဉ်တဲ့အခါမှာသုံးတယ်ပြီးတော့ example လေးမှတ်မယ်ဟုတ်ပြီနော် now we use the superlative form of adjective to compare three or more people ဆိုတော့ဒီ3ကိုတဲ့3ခုဒါမှမဟုတ်3ခုထပ်ပိုတဲ့အရေးအတွက်တွေကိုနှိုင်းယှဉ်တဲ့အခါမှာသုံးတယ်အဲဆိုရင်နော်3ယောက်3ခုအဲ့ဒါထပ်ပိုသွားတယ်ဆိုလို့ရှိရင်ဒီ3အဆင့်ကိုသုံးရမယ်ဟုတ်ပြီနော်အရာဝတ္ထုပစ္စည်းပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်3ခုထပ်3ခုဒါမှမဟုတ်3ခုထပ်ပိုသွားပြီ3ခုကနေစပြီးတော့ပေါ့နော်ဒီ3ကိုသုံးရမယ်အဲ့တော့ Tim is the tallest boy in our class Tim ကကျွန်တော်တို့အတန်းထဲမှာအရက်ရှည်ဆုံးကောင်လေးဖြစ်တယ်ဒီမှာဆိုရင်နှိုင်းရှင်တာက Tim နဲ့ in our class ဆိုတဲ့အတန်းထဲကတခြားလူတွေနဲ့နှိုင်းရှင်တာမဟုတ်လား Tim နဲ့အတန်းထဲကလူတွေနဲ့နှိုင်းရှင်တာဆိုတော့နော်လူအများနဲ့နှိုင်းရှင်တာဖြစ်သွားပြီဒါကြောင့်မို့လို့သူ့ကိုဘာသုံးရမလဲ D3 ကိုသုံးရမယ် tallest ဆိုပြီးတော့သုံးထားတယ်ဟုတ်ပြီနော်အရက်အရှည်ဆုံးအဲ့တော့ D3 ဖြစ်တဲ့အတွက်သူ့ရဲ့ရှေ့မှာဘာပါမလဲ D ရှိသေးပါရမယ်ဟုတ်ပြီနော်ခုန D2 နောက်မှာလည်းဘာပါမလဲ then ပါရမယ်ဟုတ်ပြီနော်အဲ့တော့နှုတ်မှတ်တဲ့အခါမှာဆိုရင် D3 အဆင့်ကို3ယောက်ဒါမှမဟုတ်3ခုထပ်ပို့ပြီးတော့အရေးအတွက်အများကိုနှိုင်းယှဉ်ရင် D3 ကိုသုံးရမယ်လို့မှတ်ရမယ်နော်ပြီးရင် exercise example လေးပါမှတ်မယ် now to form the comparative or short adjective အဲ့တော့ short adjective ကို D2 ပြောင်းခြင်းရင်တဲ့ we add er ပေါင်းတယ်ပြီးတော့သူ့ရဲ့နောက်မှာ then ထည့်ရတယ်တဲ့ဟုတ်ပြီနော် short adjective ကို D2 ပြောင်းရင် er ပေါင်းတယ်သူ့နောက်မှာ then ထည့်ရမယ် first ကို D2 ပြောင်းရင် faster er ပေါင်းလိုက်တာသူ့ရဲ့နောက်မှာ then ထည့် now clever သူ့ကို D2 ပြောင်းရင် er ပေါင်းမယ် cleverer သူ့ရဲ့နောက်မှာ then ထည့်မယ်ရမယ်နော် now to form the superlative of short adjective short adjective ကို D3 ပြောင်းနည်းကကြတော့ we use there est ရှေ့မှာ there ထည့်မယ်ပြီးရင် est ပေါင်းမယ်တဲ့ဟုတ်ပြီအဲ့တော့ first သူ့ကို D3 ပြောင်းရင် first တဲ့သူ့ရဲ့ရှေ့မှာ there ထည့်တော့ the first တဲ့ clever သူ့ကို D3 ပြောင်းရင် cleverest ရှေ့မှာ there ထည့်ရမယ် the cleverest ရမလားအဲ့တော့ဒီအထိက short adjective ကိုနော် D2 ပြောင်းနည်းနဲ့ D3 ပြောင်းနည်းဒီရှေ့ရပြောသွားတာခါကြတော့ D2 ကနှစ်ခုနှစ်ယောက်ကိုနှိုင်းယှဉ်ရင်သုံးတယ်ဆိုတာကိုပြောတယ် D3 ကအများနဲ့နှိုင်းယှဉ်ရင်သုံးတယ်ဆိုတာကိုပြောတယ်နောက်တစ်ခုက long adjective နဲ့ irregular adjective နဲ့အဲ့တော့အပေါ်မှာပြောခဲ့တဲ့ short adjective ကကြတော့သူကအတန်တန်ပဲထွက်ရင် short adjective အခုဒီမှာ long adjective နဲ့ irregular adjective ကြည့်အောင်အဲ့တော့ပထမဦးဆုံး long adjective သူ့မှာဆိုရင်လဲ comparative D2 ပြောင်းနည်းနဲ့ superlative D3 ပြောင်းနည်းရှိတယ်ဒီမှာ beautiful ဆိုတော့အတန်3တန်ထွက်တယ်အဲ့ဒါကြောင့်သူ့ကို long adjective အုပ်စုထဲမှာပါတယ်လို့ပြောရမယ်နော်သူ့ကို D2 ပြောင်းတဲ့အခါမှာဆိုရင် more beautiful ဟုတ်ပြီနော် D3 ပြောင်းတဲ့အခါမှာဆိုရင် most beautiful အဲ့တော့ဒီမှာ then တို့ there တို့ကတော့ထည့်ပေးရမယ်နော်အမြဲတမ်း now expensive အတန်ထွက်က expensive အတန်3တန်ထွက်တယ်ဒါကြောင့်သူက long adjective ဆိုတော့သူ့ကို D2 ပြောင်းတဲ့အခါဘယ်လိုဖြစ်မလဲ more expensive D3 ပြောင်းတဲ့အခါ most expensive ဖြစ်မယ်ဟုတ်ပြီနော် expensive ကဈေးကြီးသော more expensive ပို၍ဈေးကြီးသော most expensive ဈေးအကြီးဆုံးဟုတ်ပြီနောက်တစ်ခု dangerous အန္တရာယ်များသော dangerous ဖြစ်တဲ့အတွက်အတန်3တန်ထပ်ပိုထွက်တယ်ဒါကြောင့်သူက long adjective အုပ်စုထဲမှာပါတယ်အဲ့တော့သူ့ကို D2 ပြောင်းရင် more dangerous
ပို၍အနေရကြီးသော D3 ပြောင်းရင် most dangerous အနေရအရှိဆုံးအဲ့တော့တို့က long adjective တွေကို D2 ပြောင်းရင်ရှေ့ကနေ more ထည့်တယ် short adjective D3 ပြောင်းရင် most ထည့်တယ်ဟုတ်တယ်နော်ခုနက short adjective မှာတော့က D2 ပြောင်းရင် ER ပေါင်းတယ် D3 ပြောင်းရင် EST ပေါင်းတယ်အခု long adjective မှာ D2 ပြောင်းရင်ရှေ့က more ထည့်တယ် D3 ပြောင်းရင်ရှေ့က most ထည့်တယ်ဟုတ်ပြီနော်အဲ့ဒီနှစ်ခုလေးကို꿰အောင်မှတ်မယ်နော်အဲ့တော့တို့က adjective ကိုအရင်ဆုံးတွေ့ပြီဆိုရင်သူ့ကိုအရင်ဆုံး short လား long လားဆိုတာခွဲလိုက်ခွဲပြီးတော့နော် short ဆိုရင် ER တို့ EST တို့ long ဆိုလို့ရှိရင် more တို့ most တို့ထည့်ရတာရမယ်နော်အဲ့တော့သူကအတန်ဘယ်နှတန်ထွက်လဲဆိုတာကိုကြည့်ပြီးတော့မှ long လား short လားခွဲရမယ်ဟုတ်ပြီနော်အတန်3တန်ထက်ပိုပြီးတော့ထွက်ရင် long adjective အတန်တစ်တန်ပဲထွက်ရင် short adjective ရမယ်နော် now irregular adjective သူကကြတော့တို့ခုနလိုမျိုးနော်ပြောင်းတဲ့ပုံစံမဟုတ်ဘဲနဲ့ခုနနှစ်ခုလိုမျိုးပြောင်းရတာမဟုတ်ဘဲနဲ့စလုံးပုံစံပြောင်းသွားတာကို irregular adjective အုပ်စုလို့ခေါ်မယ်အဲ့တော့ကြည့်ရအောင်သူ့မှာဆိုရင်ဒီနှလုံးပဲရှိမယ်နော် good ကကောင်းတော့သူ့ကို D2 ပြောင်းရင် better တွေ့လားစလုံးပုံစံပြောင်းသွားတာဟုတ်ပြီနော်မိုးထည့်တာလည်းမဟုတ်ဘူးနောက်ကနေ ER ပေါင်းတာလည်းမဟုတ်ဘူးစလုံးပုံစံပြောင်းသွားတာ good ကနေ better ဆိုပြီးဖြစ်သွားတယ်ပို၍ကောင်းတော့ D3 က best အကောင်းဆုံးဟုတ်ပြီနော် now but ဆိုတော့ D2 ဆိုရင် WRST was ပို၍ဆိုတော့ WRST was အဆိုးဆုံးအညံ့ဆုံးဟုတ်ပြီနော်အဲ့တော့ဒီအုပ်စုကကြတော့ irregular adjective သူကကြတော့စလုံးပုံစံလုံးဝပြောင်းသွားတယ် D2 ရော D3 ရောဟုတ်ပြီနော်ရမလားဟုတ်ပြီအဲ့တော့တို့က D2 တွေရဲ့နောက်မှာဆိုရင်အမြဲတမ်းဒီမှာ than ကိုထည့်ရမယ်နော် D3 ရဲ့ရှေ့မှာဆိုရင်အမြဲတမ်း there ကိုထည့်ပေးရမယ်နော်အဲ့ဒါလေးမမေ့နဲ့ဟုတ်ပြီအဲ့တော့ဒီအုပ်စုကကြတော့ long adjective နဲ့ irregular adjective ကိုပြောသွားတာဖြစ်ပါတယ်ဒီစကားကွက်နှစ်ခုကိုလည်း note ထဲမှာကူးထားပေးပါနောက်တစ်ခုကစာနဲ့ရှင်းပြထားတာလေးကိုဖတ်ကြည့်ရအောင် to form the comparative or long adjective ကို D2 ပြောင်းလို့ရှိရင်တဲ့သူ့ရဲ့ရှေ့မှာ more ထည့်ပါတဲ့ more plus adjective than တဲ့ဟုတ်ပြီနော်အဲ့တော့ beautiful long adjective D2 ပြောင်းရင်အဲ့ဒီစကားလုံးရဲ့ရှေ့မှာ more ထည့်လိုက် more beautiful ပြီးရင်သူ့ရဲ့နောက်မှာ than ထည့်မယ်နောက်တစ်ခုက expensive သူ့ကို D2 ပြောင်းလို့ရှိရင်သူ့ရဲ့ရှေ့မှာ more ထည့်လိုက်ရုံပဲ more expensive ပြီးရင် than ထည့်ရမယ်ရလားဟုတ်ပြီဒါလေးကိုလည်းကူးထားမယ်နော်နောက်တစ်ခုက to form the superlative or long adjectiveကို D3 ပြောင်းတဲ့အခါ most black adjective သူ့ရဲ့ရှေ့မှာ most ထည့်တာနော်တယ်လည်းထည့်ရမယ်နော် there ရဲ့ most ရဲ့ထည့်တာအဲ့တော့ beautiful ဆိုရင် D3 ပြောင်းတဲ့အခါ most beautiful သူ့ရဲ့ရှေ့မှာ there လေးရောထည့်ပေးပါနောက်တစ်ခု expensive သူ့ကို D3 ပြောင်းရင် most expensive သူ့ရဲ့ရှေ့မှာ there လေးထည့်ပေးပါရမလားအဲ့တော့ဒါက long adjective ကို D3 ပြောင်းရင် most black adjective ဖြစ်သွားတယ်ဟုတ်ပြီနော် the most black adjective ပေါ့နော်ခုနက long adjective ကို D2 ပြောင်းရင် more plus adjective plus than ဒါကသူ့ရဲ့ပုံစံလေးပါဒါသူ့ရဲ့ format လေးပါနော် unit 60ကိုပြောသွားပါတယ် comparative နဲ့ superlative အကြောင်းအရာလေးပါအဲ့တော့ comparative D2 အကြောင်းအရာ superlative ဆိုတာ D3 ဒါလွန်ဆုံးဆက်ဟုတ်နော် comparative ကနိုင်ရှင်အဆင့် superlative ကဒါလွန်ဆုံးအဆင့်ဟုတ်ပြီသူ့ကို adjective 3မျိုးနဲ့ပြောသွားတယ် short adjective long adjective irregular adjective short adjective ဆိုတာကြတော့အတန်တစ်တန်ထွက်ရင် short adjective long adjective ကအတန်3တန်ထွက်လို့ရှိရင် long adjective irregular adjective ကကြတော့စလုံးပုံစံပြောင်းသွားရင် irregular adjective ပုံမှန်မဟုတ်သော adjective ပေါ့နော်အဲ့တော့ short adjective ကို D2 ပြောင်းရင် ER ပေါင်းတယ် D3 ပြောင်းရင် EST ပေါင်းတယ်နောက် long adjective ကို D2 ပြောင်းရင်ရှေ့မှာ more ထည့်တယ် D3 ပြောင်းရင် most ထည့်တယ်နောက် irregular adjective ကကြတော့သူကစလုံးပုံစံပြောင်းသွားတာအဲ့ဒီတဲမှာmeaning နှစ်ခုပဲရှိမှာပါเนาะ adjective 2မျိုးပဲရှိမှာ good နဲ့ bad နဲ့ဟုတ်ပြီเนาะဟုတ်ပါပြီအဲ့ဆိုရင်ဒီနေ့ unit 60ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးပါ